ကဲမင်္ဂလာပါမျိုးတွေ24လို့6ဖြစ်တာနဲ့သူ့4ပင်တဲ့ဗရိတ်တေတဲ့6တေလို့ဖြစ်ပြီเนาะအဲ့ဒါဆိုဟုတ်ပြီခွာတေလို့ဖြစ်တာနဲ့အဲ့ဒီမြင်းတိုင်းလိုက်သွားတယ်နှလုံး6လို့ပြန်ဖြစ်ပြီဟုတ်ပြီเนาะအဲ့ဒါဆိုရင်ဒီဘက်နှစ်ကိုစော့မယ်ပေါ့အဲ့ရပြီးလို့ရှိရင်ဗရိတ်ရှိဆိုတာကြာသလားဒီနှစ်မှာဟုတ်ပြီเนาะအဲ့ဒါပြီးအောက်ဆင်းမယ်ပေါ့အဲ့ဒါဆိုရင်နောက်တစ်ခါဒီ24ပြီးနောက်တစ်ခါထပ်လာ24လို့ဖြစ်တာနဲ့ဗရိတ်တေလို့ဖြစ်ပြီးသူ့အောက်4ပင်စင်ခွာတေလို့ဖြစ်တာနဲ့အဲ့ဒီခွာတေကမြင်းနိုင်လိုက်သွားတယ်89တဲ့သူ့ကြောင့်မို့လို့6လို့ပြန်ထောက်တာနဲ့ရှစ်ပရိတ်ထွက်တယ်ပေါ့ဒီဘက်မှာဟုတ်ပြီเนาะအဲ့ဒါဆိုရင်ကျွန်တော်တို့ကြည့်မယ်ပေါ့အဲ့လိုကြည့်ပြီဆိုတော့သူ့နောက်တစ်နှစ်ကိုကျွန်တော်တို့တဲ့တဲ့ဆင်းရမယ်ပေါ့ဒီအချိန်မှာတုံညာပရိရိုက်သလားခေါ်ပြီးပေါ့နော်အဲ့ဒီတုံညာပရိဒီအချိန်ကိုမှတ်ထားခဲ့နော်ရှစ်တစ်တဲ့အဲ့ဒါကသူ့တဲ့တဲ့တော့ဒီအချိန်မှာတုံညာပရိရိုက်မလားတုံညာပရိရိုက်မဲ့ကိစ္စကိုဖြေကြမယ်ဟုတ်ပြီနော်အဲ့ဒါဆိုကျွန်တော်တို့ခုနအတိုင်းပဲပြန်စသွားမယ်ပေါ့ဒီနှလုံး6ကိုဒီ1လို့ဖြစ်ပြီးဒီနှလုံး1လို့ပြန်ချုပ်တော့ဟို6စီမသွားတော့ဘူးနော်အောက်တဲ့ဒီကနေဆင်းလိုက်မှာပေါ့ဟုတ်ပြီနော်ဆင်းလာတဲ့တပြိုင်နက်တည်းသူ့အကျဉ်းကြီးကြိုက်ပဲနော်ဟုတ်ပြီနော်အဲ့ဒါဆိုရင်သူတို့ကိုဒီကနေပဲဆင်းလိုက်ပေါ့ဗျာ1ကနေတဲ့ဆင်းလိုက်နော်ဒီ3လုံးဒီတုံညလို့ဖြစ်တာဒီ3လုံးကိုတုံညလို့ဖြစ်တာနဲ့အဲ့ဒီတုံညတွေဖြစ်တာနဲ့ဟာဒီစွဲထားတဲ့မြင်းလေးတိုင်းလိုက်တော့လိုက်မယ်နော်ဒီမှာရှိခဲ့တာ3ပရိဒီမှာရှိခဲ့တာက2ပရိ3နဲ့2နဲ့ပေါင်း5လို့ပြန်ဖြစ်ပြီးခုနအကောင်ဟုတ်ပြီနော်ဒီတုံညကိုမှ3ပရိနဲ့2ပရိနဲ့5လို့လည်းဖြစ်တာနဲ့တပြိုင်နက်တည်းဟုတ်ပြီနော်အဲ့ရနေပြီဒီဘက်ကိုထွက်လိုက်မယ်တဲ့တစ်ကြိမ်2ကြိမ်3ကြိမ်4ကြိမ်5ကြိမ်6ကြိမ်ထွက်ပြီတဲ့ထွက်တာနဲ့ဒီမှာတုံညပရိရိုက်မယ်ဒီနှလုံး5ကြောင်ပရိတုံညလို့ခေါ်ပြီနော်ဟုတ်ပြီနော်အဲ့ဒါဆိုရင်နောက်တစ်ခါဒီနှလုံး6ကိုဒီ1လို့ဖြစ်တာနဲ့ဒီခွ1အောက်တဲ့ဆင်းနိုင်မယ်တဲ့ဒီ3လုံးဒီတုံညဒီ3လုံးဒီတုံညတဒန်းလေးပဲเนาะဟုတ်ပြီเนาะအဲ့ဒါဆိုရင်တုံညကိုတုံညလို့ဖြစ်တာ ਨੇ အဲ့ဒီမြင်းတိုင်းလိုက်သွားလိုက်မယ်အဲ့ဒီမှာလဲ391နဲ့ပဲ3ပရိတ်တယ်ဒီမှာ9တုံည9နဲ့2လို့ဖြစ်တာ ਨੇ အဲ့ဒီနှလုံးပေါင်းခဲ့တဲ့9အဲ့ဒီ9ကိုမှဒီနေရာမှာတုံညပရိတ်ရိုက်မယ်ပေါ့ဟုတ်ပြီเนาะအဲ့ဒါဆိုရင်ဖြီရမယ်ပေါ့သူ့ကိုတဲ့တုံညပရိတ်လို့ခေါ်တဲ့အချိန်မှာကျွန်တော်တို့ဒီစထွက်ခဲ့တဲ့ကဏ္ဍဒီ16လို့ပေါင်းခဲ့တာဟုတ်တယ်เนาะအဲ့ဒီ24 6နဲ့ဒီကောင်လေးကို1လို့ခေါ်ခဲ့တော့ဒီခွ1ကိုမှဒီ89လေးနဲ့6လို့ဖြစ်မှာအဲ့ဒီနောက်တစ်နှစ်ကိုစော့တဲ့အချိန်မှာဒီအချိန်လေးရောက်ရောဟုတ်ပြီเนาะဒီမှာရှိခဲ့တာခွန်ခါဒီမှာ6ခါဒီမှာ8ထိပ်ထဲမှာအဲ့ဒီ3လုံးဒီ1လို့ဖြစ်တာခုန1ကိုခေါ်ပြီเนาะဟုတ်ပြီအဲ့လို1လို့ခေါ်တာ ਨੇ ဒီမှာ8ထိပ်ဒီမှာ3ညထိပ်ဒီမှာ3ထိပ်3 3ည8ဆိုတာလေဟာဒီ3လုံးကို1လို့ချုပ်ပြီးဒီ3လုံးကိုလည်း1လို့ခေါ်လိုက်ပြီတဲ့ဟုတ်ပြီနော်အဲ့လိုခေါ်လိုက်ပြီဆိုမှကျွန်တော်တို့ကဒီအပင်မှာ8ထိပ်ရသွားပြီတဲ့3ညပရိရိုက်ဖို့8ထိပ်ရသွားပြီတဲ့ဟုတ်ပြီနော်အဲ့ဒါဆိုရင်အဲ့ဒီ3ညကိုတေးကြအောင်ထပ်ကြည့်မယ်ပေါ့ဒီကနေပြီး1ကြိမ်2ကြိမ်3ကြိမ်4ကြိမ်5ကြိမ်ဟုတ်ပြီနော်6ကြိမ်လို့ဆင်းတာနဲ့ဒီ3လုံးဒီ3ညလို့ဖြစ်တာနဲ့1 2 3 4 5 6ပင်တက်တာနဲ့တပြိုင်နက်တည်းဟုတ်ပြီနော်အဲ့ဒီ3ညပရိတ်ကလေးကိုဒီ3ညကလည်းထပ်ထောက်ခံတယ်ပေါ့ဒီနှလုံး5ကိုမှအောက်ဆင်းလာတယ်ဒီ3လုံးဒီ3ညဖြစ်မှသူ့အပင်ထက်မှာ3ညပရိတ်ရိုက်မယ်အဲ့ဒါဆိုရင်ဒီ3လုံး1လို့ဖြစ်တာနဲ့8ထိပ်ရတာနဲ့ဒီထိပ်3လုံးဒီလည်း1လို့ဖြစ်တာနဲ့8ထိပ်ရပြီအဲ့ဒါဆိုရင်6 1လို့ပါဝါထောက်သလားပါဝါတစုံလို့ပြောလို့ရှိရင်
နော်6ကို1လို့ထောက်တယ်ဆိုရင်1ပိတ်ရတာနဲ့တပြိုင်နက်တည်း8တဲ့ကျွန်တော်ကတော့ဗီဒီယို site ဆိုတော့အတူတွေပဲပြမှာအရှိပြလို့မရဘူးเนาะဟုတ်ပြီအဲ့ဒါဆိုကျွန်တော်တို့ဒုတိယတစ်ခါထပ်ပြီးเนาะဒီနေရာကိုသွားကြမယ်ပေါ့เนาะဒီနေရာကိုသွားကြမယ်တဲ့ဟုတ်ပြီเนาะဒီနေရာကိုသွားကြမယ်ဆိုတော့သူ့လိုပဲတဲ့တဲ့သွားနိုင်မယ်ပေါ့ဒီသုံးလုံးဒီတုံညဒီသုံးလုံးဒီတုံညလို့ဖြစ်တာ ਨੇ အဲ့ဒီကနေတဲ့တဲ့သွားနိုင်ဒီမှာ2ဒီမှာ3ဒီမှာ2 5လို့ဖြစ်မှာဒီနေရာမှာ5ပါဝါတုံညပရိလို့ခေါ်တဲ့ချိန်မှာတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်၄ကြိမ်၅ကြိမ်6ကြိမ်ဆင်းတာနဲ့တပြိုင်နက်တည်းအဲ့ဒီသုံးလုံးဒီတုံညလို့ထောက်လိုက်တော့အဲ့ဒီတုံညအကြောင်းမို့လို့ခုနတုန်းကဒီမှာတုံညထောက်ခဲ့ပြီเนาะဟုတ်ပြီเนาะတဒန်းလေးပဲเนาะဒီသုံးလုံးတုံညထောက်တော့တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်၄ကြိမ်၅ကြိမ်6ကြိမ်မှာတုံညပရိလို့ပြန်ခေါ်တာဒီ5ကိုမှဒီသုံးလုံးတုံညကိုမှဟုတ်ပြီเนาะဒီသုံးလုံးတုံညကိုဒီနှလုံး9နဲ့ထောက်ပြီးတုံညပရိခေါ်တဲ့အချိန်မှာဒီမှာ6ခါဒီမှာ9ပိတ်တုံညထိတ်ထဲမှာဟာဒီသုံးလုံး1လို့ခေါ်တာဘယ်1တုံးဆိုတော့ခုနတုန်းကစခဲ့တဲ့ဒီ6ကိုဒီ1ဒီခွ1လို့ဖြစ်ခဲ့တဲ့1ကိုဒီမှာခေါ်ရိုက်တယ်ပေါ့ဟုတ်ပြီเนาะအဲ့ဒါဆိုရင်6 5တုံညကို1လို့ဖြစ်တာနဲ့တပြိုင်နက်တည်းဒီမှာရှိတာ3ဒီမှာရှိတာ8ဒီမှာရှိတာ3ညဟုတ်တယ်เนาะသူလဲ8 3 8 3ညလို့ပဲထောက်တာပဲเนาะ3 8 3ညလို့ပဲတစ်ထောက်မှာ3ညထိရသွားတာအဲ့ဒါဒီမှာလဲကြည့်ပေါ့เนาะအမျိုးတွေ3 3ည8လို့ပဲထောက်ပြီးဒီသုံးလုံးကိုတစ်ပြီးမှဒီသုံးလုံးကိုပြန်တစ်တာဟုတ်တယ်เนาะအမျိုးတွေအဲ့ဒါဆိုရင်3ညထိလို့ခေါ်တဲ့အချိန်မှာ3ည5 6ကို1လို့ထောက်ပြီးမှ3 8 3ညဆိုတဲ့1ပဲလာထောက်တာဟုတ်ပြီเนาะ3ညထိအဲ့ဒါဆိုရင်ဒီမှာရှိခဲ့တာ4ဒီမှာရှိခဲ့တာ9ဆိုရင်4 9 9လို့ပဲထောက်မယ်ဆိုရင်ဒီနေရာမှာ9ပေတကယ်လို့4 9 4လို့ပြန်ထောက်မလားသူ့လိုပဲ4 9 9လို့ထောက်မယ်ဆိုလို့ရှိရင်9ပေ1ခါနဲ့3ညပါလေ1 3ည9အဲ့ဒါသူ့တိုင်းသွားတာเนาะဒီ6ကြောင်6ပါဝါ1လို့ထောက်လို့ရှိရင်1ပိတ်8ထိပ်ဆိုတော့ပရိတ်3ည1ခါထဲဟုတ်ပြီเนาะအဲ့ဒါဆိုရင်သူ့အတိုင်းပဲ6 1လို့သွားမယ်ဆိုရင်4 9 9လို့ပဲသွားမယ်ဆိုရင်9ပိတ်တာနဲ့3ညထိပ်ရှိတော့ဘူးပရိတ်ပါဆိုမှတော့1ခါထဲ3ည1ကို15ချိန်အတွက်ဟုတ်ပြီเนาะကဲဒါနောက်ဆုံး last cut ပဲเนาะ15ချိန်အတွက်ဗီဒီယိုဖိုင်ကဲမျိုးတွေအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေဗျာ